မင်္ဂလာပါဒီနေ့မှာတော့စာရေးဖို့တာမန်အသုံးပြုတဲ့ဘော်ဘင်းတစ်ချောင်းကကားတစ်စီးအိမ်တစ်လုံးလောက်မတူအောင်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိနိုင်တယ်ဆိုတာကိုလူကြီးမင်းလူယုံနိုင်ပါသလားဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာဈေးအကြီးဆုံးဘော်ဘင်းအဖြစ်သတ်မှတ်ခံထားရတဲ့ Tibaldi Folger Nocturnus အကြောင်းကိုအသေးစိတ်လေ့လာကြပါမယ် Tibaldi ဆိုတာကအီတလီနိုင်ငံမှာအခြေစိုက်တဲ့အဆင့်မြင့် luxury pen brand တစ်ခုဖြစ်ပါတယ်ဒီ brand ဟာစာရေးကိရိယာတစ်ခုကိုအမှုပညာလက်ရာတစ်ခုလိုဖန်တီးတတ်တဲ့အတွက်စုဆောင်းသူများကြားမှာအလွန်နာမည်ကြီးပါတယ်။အဲ့ဒီ Tibaldi ရဲ့အထူးဆုံးထူးခြားဆုံးလက်ရာကတော့ Folger Nocturnus ပဲဖြစ်ပါတယ်။ Folger Nocturnus ဆိုတဲ့နာမည်ဟာလက်တင်ဘာသာကနေဆင်းသက်လာပြီးအဓိပ္ပာယ်ကတော့အမှောင်တဲကအလင်းရောင်ဒီနာမည်ကိုပဲကြည့်ရင်ဒီဘောပင်ကအမှောင်တဲမှာတောင်လင်းလက်တော့ပါနေမဲ့ luxury symbol တစ်ခုဆိုတာနားလည်နိုင်ပါတယ်။ Tibaldi Folger Nocturnus ရဲ့အံ့အားစင်စရာအချက်ကတော့ဈေးနှုန်း American Dollar 8 တန်းခန့်မြန်မာငွေနဲ့တွက်မယ်ဆိုရင်ဘီလီယံပေါင်းများစွာတန်ဖိုးရှိပါတယ်။တကယ်တော့ဒါဟာစာရေးဖို့အတွက်ဘောပင်ကချောင်မဟုတ်တော့ပဲအနုပညာ plus jewelry plus status symbol သုံးခုပေါင်းစပ်ထားတဲ့ပစ္စည်းတစ်ခုပါ။ဒီဘောပင်ကိုဈေးကြီးစေတဲ့အကြောင်းရင်းတွေက black diamonds အနက်ရောင်စိန်စုစုပေါင်း945လုံးခန့်ထည့်သွင်းထားပါတယ်။စိန်ကလုံးချင်းစီကိုလက်ဖြင့်သေးချာတပ်ဆင်ထားတာပါ။ဒီဇိုင်းအနေနဲ့ကတော့နာမည်ကြီး jewelry designer Yi Min Feng ကဖန်တီးထားတာပါ။အာဂါသကျယ်များညအမှောင်တဲကလင်းလက်မှုကိုအခြေခံထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။လက်ရမြင့်ဖန်တီးမှုစက်ရုံထုတ် mass production မဟုတ်ပါ။အချိန်ကြာမြင့်စွာလက်ဖြင့်တစ်ချောင်းချင်းဖန်တီးထားတာပါ။ဒီဘောပင်ကိုစာရေးဖို့ဝယ်သုံးမလားဆိုရင်မဟုတ်ပါ Tibaldi Folger Nocturnus ဟာနေ့စဉ်အသုံးပြုဖို့မဟုတ်ပဲ luxury collector item အနုပညာပြတိုက်ပစ္စည်းတထေးများစုဆောင်းသူများအတွက် status symbol အဖြစ်သာအသုံးပြုကြပါတယ်လက်ရှိသိရှိထားသမျှအရာ Tibaldi Folger Nocturnus ကိုကမ္ဘာပေါ်မှာဈေးအကြီးဆုံးဘောပင်အဖြစ်အများစုကသတ်မှတ်ထားကြပါတယ် Montblanc Aurora စတဲ့နာမည်ကြီး brand တွေထက်တောင်ဈေးနှုန်းပိုမြင့်ပါတယ်